အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မေတ္တာပြရဲ့တက်ကြဝဠာအကြောင်းလေးကိုမျှဝေပေးခြင်းပါတယ်မေတ္တာပြရဲ့တက်ကြဝဠာအကြောင်းကိုဟောမယ်ဆိုလို့ရှိရင်ဦးဇင်းတို့ကဘုရားကုံတော်ကိုပါတဲ့ကလောကဝိတုကုံတော်ကိုအရင်ဦးဆုံးရှင်းပြပေးဖို့လိုပါတယ်အဲ့ဒီလောကဝိတုကုံတော်ဆိုတာဘာလဲဆိုရင်ဩဃတလောကတတ္တလောကသင်္ခါရလောကလို့ဆိုတော့လောက၃ပါးကိုသိတာပေါ့ဩဃတလောကဆိုတာကဘာမြေကြီးတက်ကြဝဠာတတ်တဲ့ဖြင့်ပေါ့တရှိတမဲ့တို့ရဲ့လောကပေါ့တတလောကဆိုတာကတရှိတရဝရီရဲ့လောကပေါ့သင်္ခါရလောကဆိုတာကကြတော့တရဝရီပြုပြင်သိရင်နဲ့ကံစသဖြင့်လောကတွေကိုခေါ်တာဖြစ်ပါတယ်အဲ့ဒီလောက၃ပါးကိုမြတ်စွာဘုရားကတည်တော်မူမြင်တော်မူတယ်တဲ့အဲ့ဒီမှာသင်္ခါရလောကက၄မျိုးတစ်ခုရှိတယ်၃မျိုးတစ်ခုရှိတယ်၂မျိုးတစ်ခုရှိတယ်အဲ့ဒါကိုရှင်းပြပေးခြင်းပါသင်္ခါရ၄မျိုးဆိုတာဘာလဲဆိုလို့ရှိရင်သင်္ခတသင်္ခါရဆိုတဲ့ဒီလောကကြီးကမမြဲဘူးလို့ပြောတဲ့သင်္ခါရနံပါတ်2အဘိသင်္ခတသင်္ခါရအဲ့ဒါကံကြောင့်ဖြစ်တဲ့ဘုံ၃ပါးကိုပြောတာနံပါတ်3အဘိသင်္ခရဏသင်္ခါရအဲ့ဒါကကြတော့ဦးဇင်းတို့လုပ်တဲ့ကုသိုလ်အကုသိုလ်ကံတွေရဲ့စေတနာကိုခေါ်တာဖြစ်ပဲနံပါတ်4ပယောဂသင်္ခါရအဲ့ဒါကကိုယ်နှိမ့်သိကိုဖြစ်တည်တဲ့ကိုယ်နှိမ့်သိကိုအာထုတ်တည်တဲ့ဝရိယကိုပြောတာဖြစ်ပါတယ်အဲ့ဒါကသင်္ခါရ၄မျိုးပေါ့နောက်2မျိုးဆိုတာကကြတော့အကြောင်းသင်္ခါရနဲ့အကျိုးသင်္ခါရအကြောင်းသင်္ခါရကကြတော့ဦးဇင်းလုပ်တဲ့ကုသိုလ်အကုသိုလ်ကံတွေကိုပြောတာအကျိုးသင်္ခါရဆိုတာကကြတော့ခုနကုသိုလ်အကုသိုလ်ကံတွေကဖြစ်တည်တဲ့အကျိုးတရားကိုအကျိုးသင်္ခါရခေါ်တယ်နောက်သင်္ခါရ၃မျိုးရှိသေးတယ်အဲ့ဒါကဘာကိုပြောတာလဲဆိုလို့ရှိရင်ပုံညာပိသင်္ခါရကုသိုလ်ကံကိုပြောတဲ့ပုံညာပိသင်္ခါရအကုသိုလ်ကံကိုပြောတဲ့အပုံညာပိသင်္ခါရနော်နောက်သံတွေကိုပြောတဲ့အာနင်သာပိသင်္ခါရဆိုပြီးတော့လေသင်္ခါရ၃မျိုးရှိတယ်အဲ့ဒါဥဒင်သင်္ခါရ၄မျိုးတစ်ခု၃မျိုးတစ်ခု၂မျိုးတစ်ခုပေါ့ဥဒင်တို့တခါတော့ကမေတ္တာပြားကလောကတ္တ၃မျိုးရှိတယ်ပေါ့အဲ့ဒီလောကတ္တ၃မျိုးကိုအရှင်အာနန္ဒာကတောင်းပန်လို့ဟောတာအဲ့ဒီလောကတ္တ၃မျိုးကဘာလဲဆိုလို့ရှိရင်တကြဝဠာအသေးသားတကြဝဠာထောင်ဖြစ်တဲ့သူလနိကလောကတ္တပြီးရင်အလယ်လက်ဖြစ်တဲ့ဒွိတဟတိမဟာမိတိမိကလောကတ္တပေါ့တကြဝဠာတစ်ထောင်ကိုညှပ်ထားတာတစ်ထောင်ကိုတစ်ထောင်ညှပ်တာပြီးလို့ချင်းအရန်ကျက်ပြန့်တဲ့တိတဟတိမဟာတဟတိလောကတ္တ၃မျိုးရှိသေးတယ်နော်အဲ့ဒါကိုမြတ်စွာဘုရားကဟောတာရှိပါတယ်အရှင်အန္တရာမဏိမြတ်ကတောင်းပန်လို့ဟောတာတခါတော့ကဝိတ္တရနတာကမြတ်စွာဘုရားကိုရှောတယ်မြတ်စွာဘုရားကလည်းလောကရဲ့အသုံးကိုရှာလို့ရပါသလားတဲ့မရဘူးတဲ့နော်မှန်တယ်မြတ်စွာဘုရားတဲ့တပည့်တော်အရင်တုန်းကလည်းဝိတ္တရယတိဖြစ်တဲ့အခါမှာလေတတန်းတရားရှိတဲ့အခါမှာတပည့်တော်ကသားမယ်ကျင်းကြီးငယ်သွတ်မဲ့အချိန်ပဲနားယူပြီးကျန်တဲ့ချိန်မှာတွားတဲ့အခါမှာတပည့်တော်တကြဝဠာမှာပဲတပည့်တော်တည်သွားတယ်ဗျာတဲ့တကြဝဠာအသုံးကိုမရောက်လိုက်ဘူးတဲ့ဟုတ်တယ်တဲ့တိုးတော်တင့်ကိုတော့ငါသင်္ခါရလောကရဲ့အသုံးကိုဟောမယ်တဲ့အဲ့ဒီမှာဝိတ္တရနာပြောတဲ့လောကကကြတော့ခုနဦးသိန်းတို့တတလောကတို့ဩကာသလောကရဲ့အသုံးကိုတွားတာအဲ့ဒါကမကုန်ဘူးတိုးတော်သင်္ခါရလောကရဲ့အသုံးကိုမသက်ပြလမ်းညွှန်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီခန္ဓာ၅ပါးဖြစ်ပုံချုပ်ပုံတတပြင်ဟောတဲ့တတိပဒံကိုအခြေခံပြီးဟောတဲ့သင်္ခါရလောကကိုတွားတဲ့အဆုံးကိုမသက်ပြဟောတယ်ဗျနော်ဦးဇင်းတို့ပြရင်ဗုဒ္ဓနပဒံခေတ္တခေတ်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုရင်ဓာတိခေတ်တို့အနာခေတ်ဝိဒယခေတ်ဆိုပြီးတော့ခေတ္တခေတ်ပေါ့ဓာတိခေတ်ဆိုတာဘာလဲဆိုလို့ရှိရင်တရားဝလာတိုက်တော်ဖရာရှင်ပြိဋိဘံတန်တယ်ဗျာလေးရတယ်တရားဥဒ္ဓမတရားဟောတယ်နော်အာယုသင်္ခါရလှုပ်တယ်မွေးတယ်ဖွာတဲ့ခါမှာတုံလှုပ်တဲ့လောကတ္တတောင်းကိုခေါ်တာနမနဲ့အာနာခေတ်ပေါ့အာနာခေတ်ဆိုတာတတဝရဂရိတသိမြတ်ဗျာအာနာကအဲ့ဒီစီပြန့်တယ်အဲ့ဒီစီပြန့်တဲ့တုတ်တယ်ပါလဲဆိုလို့ရှိရင်ဝေဒနာတုတ်ပေါ့ဝေဒာလီကတ်တိုက်တဲ့ခါမှာခေါ်ကြတဲ့ဝေဒနာတုတ်ပြီးရင်မွေတွေကြိုက်လို့မွေတွေနဲ့မိဖွဲ့ခိုင်းတဲ့ဖျားခွန်သူအကြောင်းကိုဟောတဲ့ခန္ဓာတုတ်နမကြီးလေးပါးကိုအကြောင်းဒါရောက်လျှောက်ထားလို့ပရိယန္တာဖြင့်လျှောက်ထားလို့ဟောတဲ့အာတာနာတိယတုတ်ယန္တိတော်ထဲမှာနေတဲ့အခါမှာပေါ့ကြောက်ရွံ့တိတ်ဖြစ်ပေါ်တဲ့အခါမှာဖျားတရားတန်ခါရဲ့ဂုဏ်တော်ကိုပြန်တတိယပြီးတော့ကြောက်ရွံ့ကိုဖြေဖြောက်မဲ့တုတ်တသကတုတ်ပြီးရင်ဥလောင်းမင်းကအစာချတဲ့ကမှာဟိုထွက်တဲ့နေကိုကြော့တယ်ပြီးဝင်တဲ့နေကိုကြော့ပြီးတက်ပြီးတဲ့မောရတုတ်ပေါ့အဲ့ဒီပရိငါတုတ်ကဥဒ္ဒနတကြဝဠာဂရေတတိပြန့်တဲ့အာနာခိတိပြန့်တဲ့တုတ်တန်၅ခုဖြစ်ပါတယ်နော်
ပြီးဝိတ္တယခေဆိုတာတကြဝဠာအကန့်အသတ်မရှိအောင်တည်တဲ့တုတ်ပေါ့ဝိတ္တယခေနော်အကျဉ်းအာဏာကရှောက်တဲ့ကမေတ္တာပြကဘလို့တရားဟောမလဲဆိုလို့ရှိရင်အရင်ဦးဆုံးအဲ့ဒီတရားတွေကိုအလင်းဖြတ်မယ်တဲ့ဖြတ်မှသူကနောက်ကိုပြန်ကြည့်တော့မှငါဖျားကတရားဟောမယ်တဲ့အဲ့ဒါဝိတ္တယခေပြန်တယ်ပြီးရင်ဦးဇင်းတို့ကတ်လေးမျိုးရှိသေးတယ်တလားတန်ဝတ္တကတ်ရဲ့ဝိဝတ္တတန်ဝတ္တကတ်တန်ဝတ္တထာယိကတ်ဝိဝတ္တကတ်ဝိဝတ္တထာယိကတ်ဆိုပြီးတော့ကတ်လေးကတ်ရှိတယ်တန်ဝတ္တကတ်ဆိုတာပြည့်စည်နေတဲ့တရားဝလာကြီးတန်ဝတ္တထာယိကတ်ဆိုတာကကျတော့အဲ့ဒီပြည့်စည်ပြီးတော့တည်တတ်နေတဲ့ကာလကြီးကိုခေါ်တာပြီးရင်ပြန်လည်ဖွံ့ဖြိုးတဲ့ဝိဝတ္တကတ်အဲ့ဒီဖွံ့ဖြိုးပြီးတည်တဲ့ဝိဝတ္တထာယိကတ်ဆိုပြီးတော့လည်းကတ်လေးကတ်ရှိတယ်အဲ့ဒီမှာတန်ဝတ္တကတ်က၃မျိုးရှိသေးတယ်နော်မီးဖြင့်ပြတ်တဲ့သေသောတန်ဝတ္တရေဖြင့်ပြတ်တဲ့အာဘောတန်ဝတ္တကတ်လေဖြင့်ပြတ်တဲ့ဝါယောတန်ဝတ္တကတ်ဆိုပြီးတော့လည်းတန်ဝတ္တကတ်၃မျိုးရှိတယ်နော်တရားတွေဘာကများလို့ရှိရင်ဒီတကြဝဠာကမီးဖြင့်ရေဖြင့်ပြတ်တယ်တဲ့တရားတွေဒေါသတဲ့အာကြီးပြီလို့ရှိရင်ဒီတကြဝဠာကမီးဖြင့်ပြတ်တယ်တရားတွေမောဟတဲ့အာကြီးလို့ရှိရင်ဒီတကြဝဠာကလေဖြင့်ပြတ်တယ်ဆိုပြီးတော့လည်းဟောတယ်အဲ့ဒါမီးဖြင့်ပြတ်လို့ရှိရင်အာဘတ္တရာဘုံကစပြီးတော့အောက်ကပြတ်တယ်ရေဖြင့်ပြတ်လို့ရှိရင်သူပကိဏဘုံကစပြတ်တယ်လေဖြင့်ပြတ်လို့ရှိရင်ဝေဟတ်ဘုံပြားဘုံကစပြတ်တယ်ဆိုပြီးတော့လည်းဟောပါဒီနံပါတ်သက်လို့ဦးသင်းကအဲ့ဒီတုံးတဲ့ဘုံကိုဖြောင်းရပေးခြင်းပါသေးတယ်အဲ့ဒီဘုံတွေကဘာလဲဆိုလို့ရှိရင်အပယ်လေးဘုံငရဲတရိဋ္ဌံပိဋ္ဌာအတုဝကလုဆိုတဲ့အပယ်လေးဘုံပေါ့ပြီးရင်ကာမတုဂရိခုနှစ်ဘုံရှိသေးတယ်အဲ့ဒါကလူဘုံသရုမဟာဘေနတ်ဘုံတာပရိန္ဒနတ်ဘုံယာမနတ်ဘုံတုတိတာနတ်ဘုံနေမနာဘတိနတ်ဘုံပရဏိမိတဝဒဝတိနတ်ဘုံဆိုပြီးတော့လေကာမတုဂရိခုနှစ်ဘုံခုနအပယ်လေးဘုံလို့ဆိုရင်အဲ့ဒါကိုကာမစရဘုံခေါ်ပါတယ်ပြီးရင်ဘုရားတကြောက်ဘုံရှိသေးတယ်ပထမတန်၃ဘုံဆိုရင်ဗြဟ္မပါဠိတ္တဗြဟ္မပရောဟိတဗြဟ္မမဟာဗြဟ္မဆိုတဲ့ပထမတန်၃ဘုံပေါ့ပြီးရင်ပရိတ္တပါအပမနာပါအာပတ္တရာဘုံဆိုတဲ့ဒုတိယတန်၃ဘုံပရိတ္တတုပါအပမနာတုပါသူပကိနာလို့ဆိုတဲ့တတိယတန်၃ဘုံဝေဟဖို့အတိညတသုဒ္ဓဝါဒဗြဟ္မဆိုတဲ့သရုဒ္ဓတန်၃ဘုံအဲ့ဒီမှာသုဒ္ဓဝါဒ၅ဘုံရှိတယ်အဝိဟာအတ္တပတုဒတ္တတုဒတ္တိအာကနိဋ္ဌဗြဟ္မဆိုပြီးတော့လေသုဒ္ဓဝါဒ၅ဘုံရှိတယ်ပြီးရင်အရုပ၄ဘုံအာဂတနိသယတနာဘုံဝိညာဉ်နိသယတနာဘုံအာကိဉ္စယတနာဘုံနေဝတင်ညာနာတင်ညာယတနာဘုံဆိုပြီးတော့လေအရုပ၄ဘုံအဲ့ဒါကိုဦးသွင်းတို့ကဘုရားစာပေရ၃နဲ့တဘုံလို့ခေါ်ပါတယ်နော်အဲ့ဒီမှာဦးသွင်းတို့ကခုနပြောကဘာပြတ်တဲ့အခါမှာပေါ့မီးဖြင့်ပြတ်တဲ့ကတ်ဆိုလို့ရှိရင်ဦးသွင်းတို့ကပထမတန်မှာနော်ဒုတိယတန်ဘုံကစပြီးတော့အဘတ္တရာဘုံအောက်ပြတ်သူကရေဖြစ်ပြတဲ့ကတ်ဆိုလို့ရှိရင်တတိယတန်ဖြစ်တဲ့သူပကိဏဘုံအောက်ကိုပြတ်မှာလေဖြစ်ပြတ်မယ်ဆိုလို့ရှိရင်တရတန်ဖြစ်တဲ့ဝေဟဘုံကနေအောက်ကစပြတ်မှာနော်အဲ့ဒီမှာအဲ့ဒါတွေတွားကျင်တယ်ဆိုလို့ရှိရင်လည်းပထမတန်၃ဘုံကိုတွားကျင်တယ်ပထမတန်ကိုကျင့်ရဒုတိယတန်ဗြဟ္မဘုံရောက်ကျင်တယ်ဆိုရင်ဒုတိယတန်၃ဘုံကိုကျင့်ရတတိယတန်ကိုတွားကျင်တယ်ဆိုလို့ရှိရင်တတိယတန်ဘုံရောက်ကျင်တယ်ဆိုလို့ရှိရင်တတိယတန်ကိုကျင့်ရတရတန်ဆိုလို့ရှိရင်ဘုံကိုတွားကျင်တယ်ဆိုလို့ရှိရင်တရတန်ကိုကျင့်ရမယ်ပေါ့အဲ့ဒီမှာသုဒ္ဓဝါဒ၅ဘုံကကြတော့ဦးဇနုကအနာဂံပုဂ္ဂိုလ်ပဲရောက်တာအဝိဟာအတ္တပတုတ္တတုတ္တိအာကနဲ့ဆိုတဲ့သုဒ္ဓဝါဒ၅ဘုံရောက်ကျင်တယ်ဆိုလို့ရှိရင်အနာဂံပုဂ္ဂိုလ်ဖြစ်အောင်ကျင့်အဲ့ဒီမှာဦးဇနုကတရားဝိရိယတတိတမာတိပညာဆိုတဲ့အရာ၅ပါးရှိတယ်အဲ့ဒီမှာတရားအကောင်းလို့ရှိရင်အဝိဟာဘုံကိုရောက်မယ်ဝိရိယအကောင်းရင်အတ္တပဘုံကိုရောက်မယ်တတိအကောင်းရင်တုတ္တရဘုံကိုရောက်မယ်တမာတိအကောင်းရင်တုတ္တိဘုံကိုရောက်မယ်ပညာအကောင်းလို့ရှိရင်အာကနိဋ္ဌပြမဘုံကိုရောက်မယ်ပေါ့အာရုပ၄ဘုံရောက်ချင်တယ်ဆိုရင်အာရုပတန်၄ဘတ်ကိုအတင်းတင်းကျင့်ရတာဟာဒါမှဦးဇနုကအာရုပဘုံကိုရောက်မှာဖြစ်ပါတယ်နော်ပြီးဦးဇနုကကဘာနာ၅မျိုးရှိသေးတယ်ဖျားပွင့်တဲ့ကဘာပေါ့ကဘာဆိုတဲ့တက္ကလုံးကဦးဇနုကကပဆိုတဲ့တက္ကလုံးပဲနော်ကာလအကန့်အသတ်မရှိတဲ့အရာကိုကဘာခေါ်တာပေါ့ကပခေါ်တာပေါ့
ကပကနေပြီးတော့ဥဒ္ဒသင်္ကဲပြီးတော့ကဘာတို့ဖြစ်ပေါ်လာတာဖြစ်ပါတယ်ကဘာကတသူတာရနှစ်မန္တဝရ3သူပါတာရမန္တ4သူပြဗရ5သူပါဆိုပြီးတော့ဦးဇင်းတို့ကဘာရှိသေးတယ်ဖျားပွင့်တဲ့ကဘာက5ခုဖျားမပွင့်တဲ့ကဘာက1ခုတသူပွင့်လို့ရှိရင်တာရကဘာနှစ်သူပွင့်ရင်မန္တကဘာ3သူပွင့်ရင်ဝရကဘာ4သူပွင့်ရင်တာရမန္တကဘာ5သူပွင့်ရင်ဗရကဘာဦးဇင်းတို့အခုကဘာကဗရကဘာပေါ့ကကုတံကောနာကုံကတ္တပကောရမမေတ္တဖျား4သူပွင့်ပြီးသားပြီးနောက်ပွင့်မဲ့ဖျားအေမင်းနဲ့မေတ္တဖျားကျန်သေးတယ်ဖျား5သူပွင့်လို့ဗရကဘာတို့ခေါ်ပါတယ်ဖျားတသူမှမပွင့်တဲ့ကဘာကို3ညကဘာခေါ်ပါတယ်ဖျားမပွင့်တဲ့ကဘာကတော့များတာပေါ့နော်ဒါကြောင့်ကျင့်ကြံကြိုးကိုအထောက်ကြပါနောက်ထပ်လည်းဦးဇင်းတို့ကတရားလေးမျိုးစွာရှိသေးတယ်လေမေတ္တာပြန်နဲ့ပတ်သက်တဲ့တရားဝလာအကြောင်းပေါ့တရားတို့မွေးဖားပုံပေါ့ဦးဇင်းကပြောခဲ့တာကိုပျက်စီးတဲ့အခါမှာရေဖြင့်မီးဖြင့်လေးပျက်စီးတယ်ပြီးရင်အဲ့ဒီပျက်စီးပြီးတည်တာကိုတန်ဝိတ္တထာကြီးကတ်ခေါ်တယ်ခုနပျက်စီးတဲ့ကတ်ကိုရတော့တန်ဝိတ္တကတ်ပြီးရင်တရားဝလာပြန်လဲဖွံ့ဖြိုးမယ်ဆိုလို့ရှိရင်ဝိဝတ္တကတ်အဲ့ဒါကဘယ်လိုဖွံ့ဖြိုးတယ်ဆိုလို့ရှိရင်ဦးဇင်းနောက်ပိုင်းမှာပေါ့ကဘာပြုမိုးကြီးရွာချမယ်ရွာတဲ့အခါမှာတရားဝလာတွေအသင့်သင့်ပြန်ပေါ်လာမယ်အဲ့ဒီမှာတရားရီမရှိသေးဘူးလူပေါ်မှာတိုးတော့ရေဖြစ်ပြလို့ရှိရင်အာပတ္တရာဘုံရှိတယ်နော်မိဖြစ်ပြလို့ရှိရင်အာပတ္တရာဘုံရေဖြစ်ပြလို့ရှိရင်သူပကိနာဘုံလေဖြစ်ပြလို့ရှိရင်ဝေယဘုံရှိတယ်အဲ့ဒီဘုံကတရားရီရှိသေးတယ်နော်ဦးဇင်းတို့တရားဝလာပြန်တည်တတ်တဲ့အခါမှာကဘာပြန်တည်တတ်တဲ့အခါမှာဦးဇင်းတို့ကအဲ့ဒီဘုံကပြမာတွေကဇန်နေလျှောပြီးတော့ဦးဇင်းတို့ဒီကဘာမြေကြီးကိုဝါကနဖြစ်ပါအဲ့ဒါကိုဦးဇင်းတို့ကဩပပါတိကပရိသတ်နေနေတဲ့ခေါ်တယ်တရားဝရရဲ့ပရိသတ်နေနေပုံကလည်း၄မျိုးရှိတယ်ဝါကနံပေါ်တဲ့ဥပပပရိသတ်နေအဲ့ဒါကကဘာဥလူသားတို့နတ်တို့မြမာတို့ပြီးရင်မိခင်ဝိုင်းထဲမှာနေတဲ့တန်တေတသနော်ပြီးဥကနေမွေးဖားတဲ့အန္တသအညီအဟောင်းကနေဖြစ်ပေါ်တဲ့တန်တေတသတို့ပြီးတော့တရားဝါတွေမွေးဖားပုံ၄မျိုးရှိသေးတယ်နော်ဒါတရားဝါတွေမွေးဖားပုံပေါ့အဲ့ဒီတရားဝါတွေမွေးဖားတဲ့အခါမှာဦးဇင်းတို့ကတိရစ္ဆာန်ဆိုလို့ရှိရင်အာကုသလဝိပဥပ္ပခာတာကိုတန်တိပနာနဲ့ပရိသတ်နေပါတယ်တဲ့နော်ဖြစ်ချင်းလူဘုံမှာရှိတဲ့ကာမတုဂတိဘုံမှာဆိုလို့ရှိရင်အကန်းတို့သူတို့ဆိုလို့ရှိရင်ကုသလဝိပဥပ္ပခာတာကိုတန်တိပနာနဲ့ပရိသတ်နေပါတယ်ခုနပြောခဲ့တဲ့နတ်ဘုံတို့လူဘုံတို့ဆိုလို့ရှိရင်လူကောင်းပဂတိဆိုလို့ရှိရင်မဟာဝိပ၈ပါးနဲ့ပရိသတ်နေပါတယ်အဲ့ဒီနတ်ဘုံကကြတော့ဦးဇင်းတို့ကတတန်းကိုသွားကြည့်မယ်ဆိုလို့ရှိရင်အပယ်၄ဘုံရဲ့လူဘုံရဲ့ဝိနိပါတိကအတူတာအဲ့ဒီ၃မျိုးကကြတော့ဦးဇင်းတို့ကတတန်းမမြဲဘူးနော်သူတို့မှာပဲနတ်ဘုံကကြတော့သူတို့နတ်တတန်း900ရှိတယ်လူတို့ရဲ့တတန်းဆိုအနှစ်9တန်းတော့ရှိတယ်တာပရင်ဆိုလို့ရှိရင်သူတို့မှာပဲ4တန်းမြောက်လိုက်900ကို4နဲ့မြောက်2000ပေါ့တာပရင်က1000ယာမက2000တုရိတာက4000နေမာနာဝတိက8000ပရဏိမိတဝတ္တဝတိက16000တူပြီးတော့လေဒါနတ်တွေရဲ့တတန်းပေါ့နည်းနည်းချင်းမြင့်သွားတာခေါ်တာပါအဲ့ဒီမှာပြမ20ကိုတားမယ်ဆိုလို့ရှိရင်ပရမတန်ဆိုလို့ရှိရင်ဦးဇင်းတို့ကပရမတန်ဘုံကိုသွားကျင်တယ်ဆိုလို့ရှိရင်ပရမတန်ကိုရောက်အောင်ကြိုးတာအဲ့ဒါမှဦးဇင်းတတိယသံဘုံကိုဒုတိယသံဘုံကိုသွားကျင်တယ်ဆိုလို့ရှိရင်ဒုတိယသံရဲ့တတိယသံကိုရောက်အောင်အထောက်ပါတာသရဒသံတတိယသံဘုံကိုသွားကျင်လို့ရှိရင်သရဒသံကိုရောက်အောင်အထောက်ပါတယ်သရဒသံဘုံကိုသွားကျင်လို့ဆိုရင်ပစ္စမတန်ကိုရောက်အောင်အထောက်ပါတာအတင်ညတဘုံကိုသွားကျင်တယ်ဆိုလို့ရှိရင်ပစ္စမတန်ပဲအထောက်ရပါတယ်အဲ့ဒါကဟူပအဲ့ဒီမှာဥပဘုံတို့ရဲ့တတန်းကကြတော့ပထမသံမှာရှိတဲ့ဗြဟ္မပါဠိတ္တကကြတော့ဥဒ္ဒတို့အာယုကနော်တကဘာရဲ့သုံးပုံတစ်ပုံခေါ်တာဗြဟ္မပရောဟိတကကြတော့ကဘာထောက်ဝမဟာဗြဟ္မာကကြတော့တကဘာကြားတယ်ပရိဒဘဘုံကကြတော့နှစ်ကဘာကြားတယ်အပမနာဘုံကကြတော့
4ကဘာကြာတယ်အာပတ္တရာဘုံကကျတော့8ကဘာကြာတယ်ပပရိသတုပဘုံကကျတော့16ကဘာကြာတယ်အပမနာတုပဘုံကကျတော့32ကဘာကြာတယ်တုပကိဏဘုံကကျတော့64ကဘာကြာတယ် we have 4ဘုံနဲ့အတင်ညတကကျတော့ကဘာ900ကြာတယ်အဝိယပြမကကျတော့ကဘာ1000အတ္တပပြမကကျတော့ကဘာ2000တုတ္တပြမကကျတော့ကဘာ4000တုတ္တိကကျတော့ကဘာ8000အဂရိတပြမကကျတော့ကဘာ16000ဆိုပြီးတော့လေဥပစကြပုံရဲ့တက်တန်းပေါ့ပြီးရင်အာရိဘပြမကိုတွားကျင်တဲ့သူလို့ရှိရင်အာရိဘတန်တွေကိုရအောင်အထောက်ရတယ်အဲ့ဒီမှာအာဂါဒနိသယတနာပြမကကျတော့ကဘာ2000ကျဝိညာဉ်နိသယတနာပုံကကျတော့ကဘာ4000ကျတယ်အာကိစင်ညာယတနာပုံကကျတော့ကဘာ6000ကျတယ်နေဝတင်ညာနာတင်ညာယတနာပုံကကျတော့ကဘာ8400ကျတယ်ပေါ့နော်ဒါဦးဇင်းတို့ဗုဒ္ဓဟောကြားတဲ့တတဝါလာအကြောင်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်အားလုံးကိုနောက်ထပ်အကျိုးများစေတဲ့ကြားလေးကိုမျှဝေပေးမှဖြစ်လို့ဦးဇင်းရဲ့ channel ကို like and subscribe လုပ်ပေးဖို့လည်းတောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်